15ရက်နေ့12နာရီမှာလည်းပြီးခဲ့တဲ့အပတ်ကလည်းဇက်တိုက်တွေ all liquid နဲ့တောက်လျှောက်ပေါက်တယ်လို့မျိုးပေါက်အောင်ကျွန်တော်အတတ်နိုင်ကျွန်တော်စူးစမ်းပေးထားတဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးအများကြီးမရှိပါဘူးဗျ3မိနစ်စာလောက်ပဲပေါ့နော်ဒါကြောင့်မလို့အဆုံးထိကြည့်ပေးပါလုံးဝကြော်မကြည့်ပါနဲ့ဗျကျွန်တော်ကတော့ဒီ၄ခွက်လောက်ပဲကျွန်တော်ပေးမှဖြစ်ပါတယ်ဒါကြောင့်မလို့ပေါ့နော်အသေးချားလေးတော့ကြည့်ပေးထားတယ်အဖွင့်နေတွေဖြစ်တဲ့အတွက်ဒါမှချိန်ထားတော့ကစားပေါ့နော်ဘယ်လိုဖွင့်လာမလဲကျွန်တော်မသိသေးဘူးဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်စလိုက်ရအောင်ထုံးစံအတိုင်းလေးပေါ့နော်ဒီနှလုံးပေါင်းချင်းတွေ9ရက်ပါဝါဒီ3ည9 3ညဆိုတာဒီမှာ25လို့ပြီးတယ်ဒီ3ညဒီ9နှလုံးပေါင်းချင်းတွေ9ရက်ပါဝါဒီ3 9 3ညဆိုတာဒီ30လို့ပြီးတယ်ဒီနှလုံးပေါင်းချင်းဒီ8ရက်ပါဝါဒီ3 3ချက်ဆိုတာဒီ3တက်လို့ပြီးထားတယ်ဒီ2ဒီတက်နှလုံးပေါင်းချင်းဒီ3ရက်ပါဝါဒီ8 3ချက်ဆိုတာဒီသူဆိုင်အတိုင်းဆင်းအောင်မယ်ဆိုရင်ဒီနေရာမှာ3ချက်လို့ပြီးအောင်မယ်ပေါ့နော်ဒါတော့ဝိုင်းချင်းတစ်ဆိုင်ဖြစ်တယ်နောက်ထပ်တစ်ဆိုင်လေးတွားကြည့်အောင်နောက်ထပ်တစ်ဆိုင်ကတော့ကျွန်တော်တို့ကဒီ3လုံးပေါင်းချင်းဒီ8ရက်ပါဝါဒီ3 3ချက်ဆိုတာဒီ8တက်လို့ပေးထားတယ်ဒီ3လုံးပေါင်းချင်းဒီ9ရက်ပါဝါဒီ3 9 3ညဆိုတာဒီ25လို့ပေးထားသေးတယ်ပြီးသူ့အောက်ကဒီ3လုံးပေါင်းချင်းဒီ8ရက်ပါဝါဒီ3 3ချက်ဆိုတာဒီ30လို့ပေးထားတယ်ဒီ3လုံးပေါင်းချင်းဒီ8ရက်ပါဝါဒီ3 8ဆိုတာဒီ3တက်လို့ပေးထားတယ်ပေါ့နော်ဒါဆိုရင်တော့သူ့ဆိုင်လေးအတိုင်းပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ4ရက်ပါဝါဒီကို4ကို1ချင်းဆိုတာဒီသူ့ဆိုင်မပြတ်ဘူးဆိုရင်4ကို1ချင်းလို့ဒီမှာပေးရုံမှာပေါ့နော်ခုနကကျွန်တော်ရခဲ့တာက8တောင်းအခုက4ကိုတွဲလိုက်တော့ကျွန်တော်တို့ကဏ္ဍ4ကိုထွက်လာပါလိမ့်မယ်ကျွန်တော်ကတော့ဒီအကြိုက်ဆုံးလေးပေါ့နော် on 2ခွက်နဲ့ရန်4ခွက်ကိုထုတ်ပေးထားတယ်မိတ်ဆွေတို့ကကျွန်တော်ရဲ့ဒီရန်ခွက်လေးတို့ကြိုက်ရင်လည်းကစားလို့ရတယ်မကြိုက်ရင်လည်းခြံသွားလို့ရတယ် on ခွက်လေးကိုတော့ကစားတာပေါ့နော်ကျွန်တော်ကြိုက်တာဒီထဲမှာကျွန်တော်4ကိုပြန်ကြိုက်တယ်4ကိုပါဝါကိုကြိုက်တယ်ပေါ့နော်ဒီအောက်ခွေကို4ကိုရယ်ပြီးကြရင်ကျွန်တော်က4 8ရယ်ဆိုပြီးနှစ်ခွက်ကိုဒါ main အနေနဲ့ထုတ်ထားပါတယ်4ကို4 8ပေါ့နော်ရန်ခွက်လေးကတော့ကျွန်တော်က63 68 64 93ပေါ့နော်ဒါကတော့ရန်4ခွက်ဖြစ်ပါတယ်ဒီထဲကလည်းမိတ်ဆွေတို့ကြိုက်တဲ့အကွက်လေးကိုယူသုံးလို့ရတယ်မကြိုက်တဲ့အကွက်လေးကိုထားခဲ့လို့ရတယ်4ခု4ချက်ကတော့ကျွန်တော်အကြိုက်ဆုံးဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမနှိပ်ရသေးဆိုရင်နှိပ်ထားပေးပါနော်ဗုဒ္ဓဦးမကျော်ဒီရွေးနှစ်ကွက်နဲ့ပတ်တီးကိုလည်းကျွန်တော်တင်ပေးထားဖြစ်ပါတယ်မကြည့်ရသေးဘူးဆိုရင်ဒီအောက်ကဗီဒီယိုမှာတွားကြည့်လို့ရပါတယ်โอเคအားလုံးအဆင်ပြေရှောင်းပေးကြပါစေတူတီအများကြီးပေါ့ကြပါစေဗျာ okay see you bye bye next video